Okay ထိုင်းစကားပြောအခြေခံသင်ရိုးစာအုပ်ထဲကစာမျက်နှာ9ကိုအတူတူသွားပြီးတော့လေ့လာကြည့်မယ်နော်စာမျက်နှာ9မှာကအတ္တတန်ရှင်းမျိုးလေ့ကျင့်ပုံဆိုပြီးတော့ခေါင်းစဉ်လာမယ်ပြီးအခါမှာမတရာတောစကွတ်ภาษาไทยစာလုံးပေါင်းအတ္တများဆိုပြီးတော့ခေါင်းစဉ်နဲ့နံပါတ်3မဲ့ကေရပလအတ္တကိုအတူတူလေ့လာကြည့်မယ်နော်ရပလအတ္တမှာယာယီအဖွားကိုဆိုလိုတာနော်ယာယီတိုင်ရှင်းသည်ဟုတ်ပြီနော်ခိုင်ရောင်းသည်ဒီမှာခိုင်အမြင့်တန်နော်ခိုင်အမြင့်တန်ထွက်ပေးရမယ်နော်ပြန်စမယ်ယာယီတိုင်ခိုင်ထောက်ပတ်ကိုနေကင်းကိုဘိုင်တောက်ပြန်မှုမရှိချွေโอเคသူကပြောထားတယ်ရပလအတ္တတည်တဲ့တင်းရှာဖျားကိုအပေါ်မထိအောက်မထိအောင်သတိထားရမည်တဲ့ရဆိုပြီးတော့ကိုဟာကိုအတန်လေးထွက်ကြည့်ပေါ့နော်ရပလအဲ့ဒီရဆိုတဲ့ရှာနေထားလေးကဘာမှနေလဲဆိုတာသတိထားလို့ရရင်ဒီအတ္တတန်လေးထွက်လို့ပြီးတယ်ပေါ့နော်ပြန်ဆိုကြည့်မယ်နော်ယာယီအဖွားကိုယာယီရွှေရှင်းတာကိုတိုင်ရောင်းတာကိုခိုင်ထောက်ပတ်ကိုနေကင်ကိုဘိုင်ဒီဘိုင်မှာနေ့လယ်1 နာရီဘိုင်မုံနေ့လယ်2 နာရီဘိုင်ဆောင်ညနေ3 နာရီဘိုင်3ဘိုင်မုံဘိုင်ဆောင်ဘိုင်3ထိသုံးတယ်နော်တစ်ချက်နှစ်ချက်3 နာရီထိသုံးတယ်နော်ချေတုတ်ပြန်မှုမရှိဒီတုတ်ပြန်မှုမရှိဆိုတာဥပမာလူတယောက်ကိုကျွန်တော်တို့ကလှမ်းခေါ်တယ်ပေါ့နော်သူကကြားရတဲ့နဲ့ကျွန်တော်တို့ကိုပြန်မထူးတာတို့ဂယုမဆိုင်တာတို့ချေသုံးလို့ရတယ်နော်အဲ့ဒီနေရာမှာသုံးတယ်ပေါ့နော်โอเคဝါအတက်ကိုသွားပြီးတော့လေ့လာကြည့်မယ်နော်မဲ့ကေယိုရေဦးစကျွန်တော်တို့ကမှတ်ချက်ကလေးကိုအရင်သွားကြည့်မယ်နော်ဝါအတက်တည်တဲ့အတန်ထွက်နောက်ဆုံးပုံအနေအထားသည်နှုတ်ခမ်းချွန်နေရမည်တဲ့ဝါဆိုတဲ့အတန်လေးကိုကျွန်တော်တို့ကထွက်ကြည့်နော်ဝါနှုတ်ခမ်းချွန်နေတယ်ပေါ့နော်โอเคအဲ့တော့ဖတ်ကြည့်မယ်ယာရှည်သည်နောက်ဆုံးမှာနှုတ်ခမ်းလေးချွန်သွားတယ်ပေါ့နော်ကောကိုပြောတာနော်ခေါအဖြူကိုပြောတာနော်မဲတောင်ကိုပြောတာနော်ဒေါကျဲကိုပြောတာနော်สีเขียวအစိမ်းရောင်ကိုပြောတာနော်โอเคအဲ့တော့ဒီဝါအတ္တတွေထဲမှာအတ္တတွေအကုန်လုံးကကျွန်တော်တို့ကနှုတ်ခမ်းကလေးကိုခြုံထားရမယ်ပေါ့နော်နောက်တစ်ခါပြန်ဖတ်ကြည့်မယ်ယာခေါမဲဒေါสีเขียวဒီမှာသတိထားရမှာကအမြင့်တန်ဖြစ်တဲ့ခေါအကောင်တန်သုံးပြီးတော့လှိုင်းပါတယ်ပေါ့နော်สีเขียวဒီနှစ်ခုသတိထားရမယ်နော်ရှေ့မှာကောမဲဒေါကြိုက်တယ်လို့ပြောပြီးဖို့ရာခိုင်နှုန်းများပေမဲ့ဒီခေါสีเขียวသတိထားပြန်မယ်နော်ခေါတို့สีเขียวတို့အဲ့လိုဖြေပေါ်မှာကြောက်လို့နော်ခေါสีเขียวအဲ့ဒီအတန်နဲ့သွားမယ်နော်